တက်တရပွဲမှာလည်းဘလို့ပုံစံမျိုးနဲ့ထွက်လာအောင်လဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာနိုင်နဲ့တင်းရတော့လိတ်3ပေါင်တင်းနဲ့ဘိုလူဝဲဆက်လက်ပြီးတော့ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်ဗျာကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ USA နိုင်ငံအင်းစိန်မြို့နယ်ကနေဦးကျော်ရဲ့ကက်ကိုအားပေးနေပါလားမနောက်နဲ့လေဘယ်လို USA လဲလို့ကက်ပြီးဘာလို့ပေးရမှာလဲလို့ပြောကြည့်ပါဦးကဲဘယ်ပြန်လဲစပြီဗျာတတိယပွဲပြန်လဲစပြီဗျာ USA စားပိစံကိုထိုးထားတယ်ကိုချစ်ကောင်းခေါင်းတောက်ထားတယ်ဒီစိန်တည်ထားတယ်ကိုချစ်ကောင်းပဲကန်ထားတယ်ခေါင်းနေဗျာသူကျွန်တော် USA တင်းရဲ့စံကိုစားပိကိုတော့ရွှေကျွန်းသားတီတီငင်နဲ့ပဲတတ်ထားခဲ့တယ်ဗျာဒါကြောင့်မလို့ရွှေကျွန်းသားကတော့ဥစွာတမတ်စတင်ပြီးတော့ရရှိထားပါတယ်ဗျဘိုလူပွဲ2ယောက်လုံးတင်ဆက်ပြီးလို့မရဘူးလေခုံကျိုးသွားမှာပေါ့ဖမ်းထားတယ်အလင်းရောင်ပဲတည်ထားပြီးဇဲမန်ဦးကန်ထားတယ်ကိုချစ်ကောင်းဘလော့ကင်အပေါ်ကနေကိုတေချာကန်ထားတယ်ဗျာရန်ကုန်ကျွန်တော်တို့စီဒိုနာဟိုတယ်ဘေးနမပလာသာရဲ့အရှိတက်တယ်မှာပါဗျာနော်အင်းအားကံမောင်ရဲ့ဘေးနားမှာပါကဘာကြီးဖျားလမ်းမကြီးပေါ်မှာပါဗျာနော်ပွဲရတော့ဒီကျွန်တော်1 off USA 1ရွှေကျွန်းသား1ပါဗျာဖြိုချင်းထိုးထားတယ်စားပိန်ဘယ်လေးနဲ့ပန်းပေးထားတယ်ရီစိန်မြောက်ထားတယ်စမ်းဝင်းကန်ထားတယ်ဝေကြီးပေါင်ပေါ်မှာတော့အမှတ်ပေးလိုက်ရတယ်ဗျာမေတ္တာရှင်နဲ့အကောင့်ပိုင်ရှင်အကောင့်ပိုင်ရှင်နာမည်ကတော့လှပါတယ်ဗျာကဲဒီကျွန်တော်ဝေကြီးပြန်ပန်းပေးထားတယ်ပြန်တည်ထားတယ်ဘယ်မှဦးကန်ထားတယ်စားပိန်ပြန်ပန်းပေးထားတယ်တည်ထားတယ်ကိုချီကောင်းကန်ထားတယ်ဝေးတယ်ဗျာကဲကိုချီကောင်းကြီးကန်ချက်ဝေးသွားခဲ့တဲ့အတွက်ကြောင့်မလို့ရွှေကျွန်းသားကတော့အမတ်တမတ် USA ကိုပေးလိုက်ရတယ်ဗျာကဲကျွန်တော်အကောင်းဆုံးကျွန်တော်ရဲ့ညီကိုတွေဖိုက်ကြော်ချင်းချစ်တဲ့ဝါသနာရှင်တွေအားလုံးဒီနေရာကနေပဲကျွန်တော်အကောင်းဆုံးတင်ဆက်ပေးနေပါတယ်ဗျာကျွန်တော်တို့ပြိုင်ပွဲကိုပိုက်ကြော်ချင်းပြိုင်ပွဲကိုပြိုင်ပွဲလို့ပဲကြည့်ရှုအားပေးကြပါလို့ကျွန်တော်နှုညွန့်တောင်းပန်အပ်ပါတယ်ဗျာနော်ဒီဆိုရင်တော့ဒီစိန်ဖမ်းထားတယ်တည်ထားတယ်ကိုချစ်ကောင်းမဲ့ကန်ထားတယ်ပိုက်မကြော်ခဲ့ဘူးဗျာ USA တင်းအမှတ်ရရှိပါတယ်ဗျာ2-3 ပါဗျရွှေကျွန်းသားစားပိထိုးထားတယ်ဖမ်းထားတယ်စံကိုပဲလိုက်တည်ထားတယ်ဇွဲမှန်ဦးတောက်ထားတယ်ပြန်ဖမ်းထားတယ်ဝေကြီးပဲပြန်လိုက်နေတယ်စံကိုတည်ထားတယ်ဇွဲမှန်ဦးကန်ထားတယ်နှိမ့်သွားပြီဗျာကဲဒီဆိုရင်တော့ဇွဲမှန်ဦးကန်ချက်ကတော့တည်ချင်းနှင်းငယ်နှိမ့်သွားတဲ့အပေါ်မှာပိုက်တိုးခဲ့တယ်ဗျာဒီဆိုတော့3 off အမှတ်2ပါဗျာနော်နှစ်တင်းလုံးကတော့တကယ်ကိုကြိတ်နေနဲ့ကြည်ကောင်းနေပြီဗျာနော်အမှမဖြစ်ပါဘူးကြီးလေးကဲဖမ်းထားပြီတည်ထားတယ်စမ်းဝင်းပဲကန်ထားတယ်ဝေးတယ်ဗျာကဲစမ်းဝင်းကန်ချက်ဒီခါမှလဲဝေးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော် USA အမှတ်တက်ပါတယ်ဗျာနော်ထိုင်းကနေအားပေးနေတယ်တဲ့ကိုစောစောကျေးဇူးတင်ပါတယ်ဗျာနော်လိုင်းပေါ်တက်ပြီးတော့ဒီဖွဲချုပ် page ကိုကြည့်ရှုကြတဲ့ညီကိုတွေကလည်းပိုက်ကြော်ကြီးကိုတကယ်ချစ်တဲ့လူတွေလို့ပဲကျွန်တော်သတ်မှတ်ထားပါတယ်ဗျာနော်တကယ်လဲအားလုံးကိုတကယ်ချစ်ခင်လေးစားပါတယ်ဗျ
ဒီဆိုတော့ရွှေကျွန်းသားစားပိထိုးထားတယ်ပေါက်တယ်ဗျာကဲစန်းကိုရဲ့ပေါင်ပေါ်မှာတော့စားပိရဲ့စားပိတစ်လုံးထပ်မှန်ပြီးတော့ပေါက်သွားခဲ့ပြီဗျာဒါဒုတိယပွဲမဟုတ်ဘူးဗျတတိယကျွန်တော်တို့ပွဲဖြစ်နေပြီဗျာနော်ပထမတပွဲစီတည်ကြထားတယ်ဗျာနော်ဒီပွဲဟာတတိယအဆုံးဖြတ်ပွဲပါဗျဘိုလ်လူပွဲဒီနေ့ခက်သားမှာပါဗျနော်ဒီနေ့ပါပဲဗျခိတခဏနားပြီးသွားရင်လိတ်3ကောင်နဲ့ဘိုလ်လူပွဲပါဒီနှစ်သင်းတွေကနိုင်တဲ့ညီငယ်လေးတွေနဲ့ကျွန်တော်တို့ဘိုလ်လူပွဲခက်ကစားမှာပဲဖြစ်ပါတယ်ဗျဝင်းထဲမှာလဲတကယ်ကိုပိုက်ကြော်ချင်းကိုတကယ်ချစ်ပြီးလာရောက်အားပေးကြတဲ့ညီကိုတွေအမြောက်အများရှိပါတယ်ဗျနော်လိုင်းပေါ်ကကြည့်ရှုကြတဲ့ညီကိုတွေကိုလည်းအထူးပင်တင်ဆက်ကျွန်တော်လာစောင့်ကြည့်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အထူးပင်စံကိုထိုးထားတယ်ဒီစိန်ဖမ်းထားတယ်မြောက်ပေးထားပြန်ပြီကိုချစ်ကောင်းကန်ထားတယ်ကောင်းတယ်ဗျာကဲကိုချစ်ကောင်းကြီးကတော့အသက်ရွယ်နဲ့မလိုက်အကောင်းမှုဆုံးတကယ်ကိုခက်ကစားနေတာတွေ့ရတယ်ဗျာကဲသူကျွန်တော်ရွှေကျွန်းသား5 USA 4ပါဗျစားပိပါဗျစားပိဖြုတ်ချင်းလေးထိုးထားတယ်ဖမ်းထားပြီးတည်ထားတယ်စံကိုပဲကန်ထားတယ်သူကျဲမှန်ဦးကောင်းလိုက်တာဗျဒီကတော့ကိုချစ်ကောင်းကြီးဘရော့တော့အစင်ကန်ထားနိုင်တာတွေ့ရတယ်ဗျအဲကြောင့်မလို့အမှတ်ကတော့5 off ညီနေပြီဗျနော်နှစ်တင်းလုံးအားပေးနေတယ်တဲ့ကျေးဇူးပါဗျစားပိကဲပါတော့တဲ့ဟုတ်ကဲ့စားပိလည်းကောင်းပါလေဗျဖြုတ်ချင်းလေးထိုးထားတယ်ပိုက်မကြော်ခဲ့ဘူးဗျအဲကြောင့်မလို့ရွှေကျွန်းသားအမှတ်တက်ပါတယ်ရွှေကျွန်းသား6 USA ကတော့5ပါဗျရွှေကျွန်းသားတမတ်အတာနဲ့ဥဆောင်နေတယ်ဗျဒီကျွန်တော်စားပိထိုးမှာပဲဖြစ်ပါလေဗျရွှေကျွန်းသားစားပိထိုးရတယ်ကောင်းတယ်ဗျာကဲအမကြီးမကင်ပြောလို့လားမသိဘူးဗျနော်ရွှေကျွန်းသားအတင်းရဲ့5 7ကဲလိုက်နေသေးတယ်ပယ်ထားပြီစမ်းဝင်းဗချင်းကောင်းတယ်ဗျာဝေကြီးလိုက်ထားတယ်လင်းအောင်လိုက်တယ်ပြန်လေထားတယ်လိုက်နေသေးတယ်ပါသွားပြီဖမ်းထားပြီချစ်ကောင်းလိုက်တာဗျာကဲဒီလိုကတော့သူဆိုရင်တော့ကျွန်တော်တို့ကိုချစ်ကောင်းကြီးကတော့အကောင်းဆုံးသုံးသက်ပြီးတော့ရှစ်မှတ်ဆိုတဲ့ရလက်ကိုရယူပြီးတော့ကွင်းချင်းသွားပြီပဲဖြစ်ပါတယ်ဗျာရှစ်မှတ်9မှတ်ပါဗျာနော်မဟုတ်ဘူးလေအဲ့ဒီကောင်းတာဒီလိုဖြစ်တာဒါပေမဲ့ဒါခုနိုင်နေတယ် Ready ဒီဆိုတော့ကန်ထားတယ်ဇွဲမှန်ဦးကောင်းလိုက်တာဗျာကဲ YouTube အားပေးကြတဲ့ညီကိုတွေရောမနိုင်ငံပိုက်ရရင်ဖွဲ့ချုပ် page ကနေ Facebook ကနေကြည့်ရှုအားပေးကြတဲ့ညီကိုတွေရောသူ့ပင်ကျေးဇူးတင်ပါတယ်ဗျာနော်လိုင်းကနည်းနည်းလေးဖြစ်သွားတယ်ဗျာနော်လိုင်းနည်းနည်းလေးထောက်တယ်ဗျာဒီဘက်မှာဦးကျွန်းတော့အမှတ်ကတော့ရွှေကျွန်းသား9 USA စစ်ပါဗျာနော်ရွှေကျွန်းသား3မှတ်အသာနဲ့ပြန်လည်ပြီးဦးဆောင်နေတာတွေ့ရတယ်ဗျာလူတွေစားပိပြန်လဲထိုးရမှာပဲဖြစ်ပါတယ်ရွှေကျွန်းသားစားပိပါဗျ9 6စားပိထိုးရတယ်ဝေးတယ်ဗျာဒီကမာတော့စီးနဲ့တော်တော်လေးဝေးသွားခဲ့တယ်ဗျ USA အမှတ်တက်ပါတယ်ဗျ USA 7ရွှေကျွန်းသားကတော့9ပါဗျလေ3ကောင်ပွဲမပြီးသေးပါဘူးကိုစီတူဒီပွဲပြီးရင်တော့လိမ့်နဲ့ဘိုလူပွဲပါဗျဖိုင်နယ်ကစောင့်နေတယ်လေ3ကောင်ကတော့USA ဒီဆိုတော့ USA တင်း
တိုင်းမောက်ခေါ်ရတာတွေးရှိရပါတယ်ဗျာ